အနုံမဲမင်္ဂလာအပေါင်းနဲ့ညှဉ်းညုံညမှာနေတို့ကျွန်တော်အနေနဲ့နှုတ်ခွန်းချက်တာအပ်ပါတယ်ခင်ဗျာကြောက်ချင်းချင်းကြပါတော့တရောင်းချမင်းတန်ကြီးခင်ဗျာကျွန်တော်ကတော့ဒီကနေ့ကျင်းပမဲ့အခမ်းအနားကြီးမှာကျွန်တော်တို့ရဲ့တရောင်းချညီလာခံကြီးကိုကျင်းပမှုအတွက်အခမ်းအနားမှုအချင်းတာဝန်ထမ်းဆောင်ရတဲ့အခမ်းအနားမှုတရောင်းချချမ်းသာလို့ခေါ်ပါတယ်ခင်ဗျာပြင်သွားမယ်ငါညီလိုက်လာမင်းကိုစားမှာစီးယုံငိုနဲတော့ပါဇက်တွေပိတ်ပါမင်းကိုကြီးခွန်ကျွေးတာစီးယုံဘာစားမလဲငါညီပြောပါနောက်တစ်ခုကျွေးမယ်တနိုက်ယုံချစ်လုံးလို့ပြောတာငါညီ400နောက်တစ်ခုကျွေးမယ်တို့ယုံချောကလက်ရေခဲကြောင်းဒီနဲ့ချက်ဥမြေပဲကောင်းတမောဒီချင်ဇက်ထောင်းပြီးတော့ဦးလေးတူဘူးကြောင်းဦးလေးတူဘူးကြောင်းဦးလေးတူဘူးကြောင်း